ဒီစီတပြေးပြုတ်ဝင်လာခြင်းဒီဆွေးချမ်းမတော့တော့အေးစတင်နေအောင်ပိုင်ဆိုင်ခဲ့ရွေးဖြစ်ပါတယ်ပြောပြရဘူးတန်းဆိုအဲ့မှာပြန်ရိုက်လိုက်တာအဲ့ဒါအေးအဲ့မှာနောက်တစ်ချက်မှာထပ်ပြီးတော့ချောင်းမှာရရှိသွားခဲ့တဲ့ပြင်ကင်းနေချိန်မှာဒီတက်ပေါ်တစ်ဖက်မှာပြန်ပြုတ်ပြောင်းလာပြီးမာစီယောရဲ့အင်တို့ဖက်ကျတော့အေးဒီသူ့မဲ့မှာချောင်းမှာရပါမယ်ဟီရိုကီကအများကြီးလားဆိုတော့ကိုယ်တိုင်ပြန်ပြီးတော့ပြီးခဲ့ပြီဒီဘာနာချက်ချင်းရောက်လာရမှာအပေါ်ချက်ချင်းမှာထပ်ပြီးနေပဲလူတို့အင်တူပေါင်နေကြမှာအေးမှာထပ်ပြီးတော့ပြီးတဲ့ကင်းနေတဲ့တကောက်တော့ထပ်ပြီးတော့တက်ချင်းသေးတယ်ဆိုပြီးမဲ့လေဒီတစ်ခေါက်မှာတော့လက်ကင်းရွေးချယ်နေပြီကြီးချင်းရှိဝင်လာပြီးမေးချင်တယ်သူတို့တက်ပေါ်ဒမ်မီတွေကြားမှာ6ကိုယ်တိုင်ပြန်ပြီးတော့ပေးရမယ်ဒီဘာနာအပေါ်ချက်ချင်းမှာဒန်ဆော်ရဲ့ဒမ်မီတွေကြားရပါပဲလန်ဆော့ကိုယ်တိုင်ပဲဖြစ်တော့သားနေလို့ပဲဒါပေမဲ့ဒီလိုတင်နေကြီးလာပါတာချက်ချင်းပဲဝင်ထားတယ်ကြောင့်အန်ဆိုရီပဲဗျကြားနေတန်းပြီးတော့စီလိုက်ပဲအနေထားကြောက်ပြီးတော့ပြီးတယ်တော့မှလူတော့စင်လိုက်တဲ့ဒန်ဆိုင်ကိုတော့ပြောင်းသွားပြခဲ့တဲ့ကြားထဲမှာတော့ဘေဘီနဲ့ပြေးပြီးအင်ဂျင်နဲ့ဆိုရင်ပဲလေပဲပြီးခဲ့ဘူးအဲ့တော့အေးစီနဲ့ပြေးပြီးတော့ဝင်လာတဲ့ကြားထဲမှာပေါင်းတော့သွားပြီးတော့အိမ်တွေတိုင်းပဲစပင်းနေမှာရောင်းနာနေရဆိုရင်ပဲနောက်ကရှိနေတဲ့ဘက်ပြီးရိုးတဲ့ယူလိုက်ဒီရဲ့ဖစ်ချက်တွေတော်တော်လေးမားနေရော့တက်ပြီးတော့ဒီကောင်းဆုံးပြေးပြီးတော့ထပ်ပြီးတော့ခံထားတဲ့8ပါလဲဖာစာ S5 မှာ8ပြန်ပြီးတော့ပြင်းကြီးသေးရဲ့ဆိုပြီးလို့တော့မချခဲ့တော့လန်ဆော့ကိုလည်းဆို movement တွေပါတယ်အရင်ကောင်းနေတဲ့အနေအထားတွေကကင်းချောင်းပါလာပြီပါလာတဲ့တဲပြီးပါလာပြီပလေဒီဝစ်ဒဲမင်းနဲ့ပဲရှော့သွားခဲ့ရပြီဒီဘာနာအဲ့ပေါ်ချက်စီပြန်ပြီးတော့ပြီးထားပြီးတော့ရဲ့ပြီးပြခွင့်နေရရှိသွားရမှာလဲဆိုဆုံးသက်သွားခဲ့ဆွဲကပါကျွန်တော်တို့တော်တာသွားပြီ joy easy တိုင်းထပ်ပြီးတော့ပြီးထားရင်းနဲ့ပဲမာစီယာရန်ပါနေတာမာနေတဲ့ကောင်ဖြတ်ဖို့တော့ဒီချိန်မှာတော့ joy ဘက်ကဒီပြန်လေးပြချလာတိုင်းတာဆိုတော့ရန်တော့ ND များတယ်အဲ့တော့ဘာလို့ကျွန်တော်ပြေးပြကြည့်ရကြတယ်မှာ right ပါတော့ပါသွားတယ်အဲ့တော့ဘာလို့ ace နေတဲ့ position အကောင်းဆုံးယူပြီးတော့ 30 ကိုတော့ကျွန်တော်လုံးဝတောက်ချက်ကိုတိုက်ပြီးတော့ aim meter တစ်ဖက်မှာနေစေဘာနာနေတဲ့လုံးဝသွေးကတိုင်းနေတဲ့ပြေးနေတဲ့ဂျားမှာဘက်တရီတော့လုံးဝကွဲထွက်နေမှာ plan to win damage တွေဂျားရဲ့မှာတော့လုံးဝပေါ်နေတယ်မသိသွားခဲ့ဘူးအဲ့တော့ဘာလို့ကျွန်တော်ကာဒီစီတွေကလည်း3ယောက်ဂျားတွေကနေပြီးတော့ပြန်ထွက်လာတဲ့အစုံဒီကောင်လုံးသိပေးခဲ့တဲ့ပြေးရှော့စာရေးပြေးအဲ့မှာရှော့တာနောက်ကနေမပေးနေတဲ့ damage တွေဂျားထဲမှာနောက်တဲ့ fast ရဲ့ second tower တစ်လုံးမှာ bounce ball လေးကိုစိုးတယ်အဲ့မှာထပ်ပြီးပြီးတိုင်းဆို purify ကြည့်ပြီးကင်းနေတယ်ပြေးပြီးတော့သိပေးတဲ့ဂျားမှာနောက်ကနေ plan to win တဲ့ကာဒီစီပြေးနားလိုက်တဲ့ damage အဲ့မှာတက်သွားခဲ့ပြီးနောက်မှာတော့ maybe နဲ့ပြေးပြီးဝေပေးတဲ့ဂျားထဲမှာတစ်ဖက်ကနေ brand e-sport နေတဲ့ body တွေခုပြီးတော့ပဲ၄ကောင်လောက်ထိပြန်ပြီးတော့ယူဝချိုးသားနေဆိုပြီး maybe မာပေးသားလို့ပဲအဲ့တော့မှတော့ပြန်ပြီးတော့ထိပ်ပေးသွားတာဟောဘိုင်းဆိုင်ရမှာအားလုံး6လုံးနဲ့အိုး equal တက်ပြီးတော့ဖြစ်နေပြီလားတော့ယူပဲသူတို့ပုံစံကြီးက space ရပြီးတော့ ruby ကြီးဆိုတဲ့ကောင်မျိုးအဲ့တက်ဖို့တော့ကလွဲမဟုတ်ဘူးဗျအဲ့တော့သူတို့ space တော်များများရရှိသွားခဲ့တယ်ဘိုင်းဆက်လို့မှလည်းဆိုတော့ဂျော်အီစစ်တာထပ်ပြီးတော့ပေးထားပြီးကြပါစီဘာနာတွေဟိုမှာဖမ်းဖို့တော့ယူတာ apple စစ်ကဖြစ်လန်ဆော့တွေပြေးဝင်လာတယ်ဆိုတော့အဲ့တော့မှ cloud value တဲ့တော့အဲ့တော့ထပ်ပြီးတော့ပေးထားပြီးကြားရပါဒီလိုပြေးတယ် bro ထပ်ပြီးတော့ပြေးတယ်ဘာစီထပ်ပြီးတော့တေဆုံးသွားခဲ့တယ်နောက်တစ်ချက်နေတဲ့ G7 ရှင်းနေတော့ဒီဘက်ကချောင်းလူချင်းတဲ့ဆိုပေမဲ့ fast day ညထပ်ပြီးတော့ဖိုင်ဆိုင်ဦးမယ်စီဘာနာ apple ချက်ကဟိုဘက်မှာအကုန်လုံးပြပြေးဝင်လာတယ်စီဘာနာနေတော့အေးလုံးဝတော့တေးဒါပေမဲ့အေးဘာလို့လဲအပေါ်ကပြေးတော့ပြေးတော့အေးကိုပဲအပေါ်ကကာပါပြီးတာကောတော့ဒီဘက်ကပြေးလိုက်ပါလို့ဒါအပြောင်းတက်ဖြစ်တာဆိုင်ပါလားဆိုင်ရင်းတော့ကဆောင်းနေတယ်အားကြီးရဲ့ကျွန်တော်ဘာလို့ဆိုကြတယ်လို့နေခဲ့တယ်လို့ပေါ်လိုက်တော့တာမှာဒီကလေးကိုကိုကြီးရှင်းကြီးနေတဲ့အနေထားတစ်ခုမှာပါနောက်ထပ်တော့ပါထပ်ပြီးတော့ဒီချိန်မှာအိုးအဲ့ဒါဖိတ်တာပြေးလာတယ်ပါလေသူတို့တက်ပေါက်အဲ့မှာ Revo တက်ပြီးတော့ shot တက်ပြီးတော့ shot ပါပဲလူတို့ damage ကြပါပြတ်ပြီးတဲ့ကောက် damage ကြပါဘာစီယာပူတိုင်းကစားဒါပဲကျွတ်သွားကြရတာပဲအဲ့မှာ mass man ကပြီးတဲ့ damage ကိုမြင်ရလားလို့မေးနေပဲဘာစီယာတကောတော့ဖတ်ပြီးတော့တာတခါတည်းခင်းနေတယ်တော့မတက်နိုင်တော့ draw ကလေ important နဲ့ဆိုတော့တခါတည်းတက်ပြီးတော့ show တာနေအေးလာတယ်ကွာ dance ရဲ့ damage တွေဘာမှပြီးတော့မကြတော့ဘူးဟိုကြီးတဲ့ချီကိုထိန်းထားပြီးတော့ တက်ပြီးတော့တက်လာတဲ့ကြားမှာsorry အဲ့ဒါမှတလုံးထပ်ပြီးတော့ရိုက်နေရင်းနဲ့ပဲအခု game 4ကကျွန်တော်တို့အတွက် Crystal ကတော့တေးကြလို့ဒီပါကိုဖြစ်နေခဲ့တာဗျ game